pick up ပိုင်းကောင်းစဉ်ကတော့သင်ကဘလို့လူမျိုးနဲ့စုံတွေ့ချင်တာလဲပေါ့နော်။ကဲသင်ရဲ့မသိစိတ်ကဘလို့လူမျိုးနဲ့စုံတွေ့ချင်တာလဲဆိုတဲ့အကြောင်းကို pick up ပိုင်းလုပ်ပေးပါမယ်။ကဲပိုင်း1တွေ့ချင်တာလဲပေါ့နော်သင်ရဲ့မတိစိတ်ထဲကလိုချင်နေတဲ့လူอ่ะပေါ့ကဲပိုင်1ကဲပိုင်1ကနော်မတိစိတ်ထဲကနေပြီးတော့လိုချင်နေတဲ့လူကစိတ်တည်ငြိမ်အေးချမ်းတဲ့လူမျိုးပေါ့နော်ဘယ်အလုပ်ကိုမစိုးစိတ်ပေါ့ပပပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်လုပ်တတ်တဲ့လူမျိုးပေါ့နော်ပြီးတော့ကိုနဲ့လည်းသားစာတပေးယူမျှတဲ့လူမျိုးကိုသဘောကျတယ်လိုချင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပိုင်1လေးတွေကဘာဖြစ်လို့သူကအဲ့လိုလူမျိုးကိုပိုင်ဝမ်းလေးတွေကလိုချင်တာလဲဆိုတော့ပိုင်ဝမ်းလေးတွေရဲ့တိတ်ဘဝတုန်းကဖြစ်ချင်တာလုပ်ချင်တာတွေအားလုံးကိုတိတိကျကျနေပေါ့နော်ဂယုတဆိုင်နဲ့လှုပ်တတ်တဲ့လူမျိုးနဲ့မတွေ့ခဲ့တာများတယ်သိတယ်မလားပေါ်ပင်မဲရှောက်လုပ်တဲ့လူမျိုးတွေနဲ့ပဲတွေ့ခဲ့လာတော့မသိဘူးအဲ့တော့ပိုင်ဝမ်းလေးတွေကနော်အလုပ်ကိုတိတိကျကျတိတိငြိမ်ငြိမ်နဲ့ပေါ့နော်စိတ်အေးလက်အေးပျော်ပျော်ရွှင်ရွှင်ပေါ့ပတဲ့လှုပ်တတ်တဲ့လူမျိုးကိုပဲသဘောကျတယ်အဲ့လိုလူမျိုးကိုပဲလိုချင်တယ်ဆိုတဲ့စိတ်မျိုးရှိနေတယ်ပြီးတော့အဲ့လိုလူမျိုးရဖို့အတွက်ကိုကဘယ်လိုမျိုးပြင်ဆင်ထားရမလဲဆိုတော့အဲ့လိုလူမျိုးကိုအပူတပင်းကိုကလိုက်ရှာထားတဲ့စာရင်လက်ရှိကိုလုပ်နေတဲ့အလုပ်ကိုလုပ်မယ်ပြီးတော့အေးဆေးဆေးတီတီငြိမ်ငြိမ်နဲ့ကိုတိုင်းကလည်းသွေးအေးအေးနဲ့ပေါ့နော်လာသမျှလူတွေအားလုံးကိုလိုချင်တဲ့အချက်နဲ့ကိုက်ညီလားဆိုတာအပူတပင်းလေးလာဆက်စစ်သုံးတတ်တာမျိုးမဟုတ်ဘဲနဲ့အေးဆေးဆေးနဲ့သွေးအေးအေးနဲ့သူတို့ကိုစောင့်ကြည့်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့လူမျိုးကိုတွေ့ရဖို့ရှိတယ်ပေါ့နော်အဲ့တော့ကိုဘက်ကတော့ကိုလှုပ်เสียရှိတဲ့အလုပ်ကိုစိတ်အေးလက်အေးနဲ့ဒါလှုပ်เสียရှိတာကိုဒါဆက်လို့အဲ့လိုလူမျိုးနဲ့တွေ့ပါလိမ့်မယ်เนาะအဲ့တော့အဲ့လိုလူမျိုးနဲ့ကเนาะအကြာကြီးသိမ့်မဟုတ်တောင်မှအမြန်ဆုံးဆိုရင်တစ်လပေါ့နော်အကြာဆုံးဆိုရင်4လလောက်အတွင်းမှာတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ပိုင်ဝမ်းလေးတွေကကိုဖြစ်ချင်တဲ့ကိုတွေ့ချင်တဲ့လူမျိုးနဲ့မကြခင်တွေ့ရလိမ့်မယ်လို့ပဲပြောရမှာပေါ့နော်ကဲပိုင်2လေးတွေကလေတော်တော်ကိုဘယ်လိုပြောရမလဲအရန်ကိုပေါ်ပူလာပေါ့နော်အဲ့လိုဖြစ်တဲ့လူမျိုးတွေကိုသဘောကျတယ်ထင်တယ်တိလားနည်းနည်းဆယ်လီပဲပြောပေါ်ပူလာပဲပြောပေါ့နော်အဲ့လိုလူမျိုးကိုသဘောကျတဲ့တဲမှာပါတယ်ဗျတိလားအဲ့တော့လူချစ်လူခင်ပေါ်ပြီးတော့ပြောမယ်ဆိုရင်လေကိုမဟုတ်ကိုသဘောကျတဲ့လူကိုလူအများကလည်းသဘောကျတဲ့လူမျိုးကိုလူကျင်တာကွာတိလားအဲ့လိုမျိုးတွေမှာပါတယ်ပိုင်တူးလေးတွေကလေအဲ့တော့လူကြိုးစားတယ်နော်ပတ်စံလည်းအထိုက်လျောက်ရှိတယ်ဆွဲဆောင်မှုရှိတယ်เนาะစကားပြောလဲကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်သဘောကိုသဘောကျတဲ့လူကိုတခြားသဘောကျတဲ့လူတွေများတာကိုတောင်လိုချင်တယ်ဆိုတော့လေပြောမယ်ဆိုလို့ရှိရင်နောက်ဆန်တင်းရတဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုးမှာသွားပြီးသဘောကျနေတယ်ဆိုတဲ့ပုံစံမျိုးတွေမှာရှိတယ်ဗျာတိလားပိုင်တူးလေးတွေကဘာဖြစ်လို့လဲဆိုတော့ပိုင်တူးလေးတွေကမြင်တဲ့အတိုင်းဆိုလို့ရှိရင်လေပိုင်တူးလေးတွေရဲ့ဘဝမှာငွေကြေးရလွဲပြီးတော့တခြားကိုဂယုတစိုက်အာယုံစိုက်တာမျိုးကိုအရင်တုန်းကလုံးဝကိုမှပတ်စံရှိတာလွဲ၍ပေါ့နော်တခြားကိုအတန်းရှင်းဘယ်သူမှမပေးကြဘူးဆိုတဲ့ပုံစံမျိုးလေးမှာရှိတယ်တိလားအဲ့တော့ပြောမယ်ဆိုရင်ပိုင်တူးလေးတွေကအာကီပေါ့နော် rich kid ထဲမှာပါတော့ကိုကပတ်စံရှိလို့ဒါလူတွေကတိကြတယ်ဒါပေမဲ့တခြားကိုသဘောကျတာမျိုးဆွဲဆောင်မှုရှိတာမျိုးကိုမှာကမရှိခဲ့တဲ့အတွက်ကြောင့်မလို့ကိုသဘောကျတဲ့လူကိုတွဲမဲ့လူကိုကတခြားအတန်းရှင်းနေနဲ့များနေတဲ့လူမျိုးကိုကလူချင်းနေတယ်ဆိုတဲ့ပုံစံမျိုးကြီးမှာမြင်ရတယ်ပေါ့နော်အဲ့တော့ကိုဘက်ကဘာတွေပြင်ဆင်ထားရမလဲဆိုရင်တော့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်ရင်းနဲ့နော်အဲ့ဒီကိုသဘောကျတဲ့လူကိုလူချင်းတဲ့လူကတည်းလေငွေကြီးရေးနဲ့ပတ်သက်ပြီးတော့လိုအပ်နေတဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကသူ့ရှေ့မှာဆိုလို့ရှိရင်တုံးပြတာမျိုးလေးတွေဆိုရင်တော့အဲ့လူကကိုသဘောကျလာလိမ့်မယ်စိတ်ဝင်စားလာလိမ့်မယ်လို့တော့ပြောလို့ရတယ်ဗျတိလားနော်အဲ့တော့တွေ့နိုင်လားဆိုတော့တွေ့ဖို့ရာခိုင်နှုန်းကတော့လေကိုလိုချင်တဲ့လူမျိုးကကိုသဘောကျနေတယ်စိတ်ဝင်စားနေတဲ့အထဲမှာရှိမနေဘူးလို့ပြောလို့ရတယ်ဗျတိလားနော်အဲ့တော့ပြောရမယ်ဆိုရင်တော့နောက်3နှစ်ကျော်လောက်မှပဲပိုင်တူးလေးတွေကလိုချင်တဲ့လူမျိုးကိုယ့်ရဲ့မတိစိတ်ကတွေးချင်တဲ့လူမျိုးကိုတွေ့မယ်လို့ပြောလို့ရတယ်ပေါ့နော်ကဲပိုင်3လေးတွေကကိုနဲ့တဟဇာတာဖြစ်မယ်ကိုနဲ့ match ဖြစ်ပြီးတော့ပေါ့နော်စိတ်ရောလူရောစိတ်တူကိုတူနော်ကိုနဲ့စကားပြောတဲ့အခါမှာညှိညှိနိုင်နဲ့လှုပ်တက်တဲ့လူမျိုးသဘောကျတယ်ပြီးတော့ပိုင်တူးလေးတွေကလေဘယ်လိုပြောရမလဲနီနီကက်ကက်ထက်စာရင်လေ ADRS ပေါ့နော်တယောက်ကိုတယောက်အဝေးကနေလေးလာနေတာမျိုးကို
လေးလာနေရတာမျိုးကိုသဘောကျတဲ့တဲမှာပါလာတော့မသိပြောချင်တာဗျာဟိုနီးနီးဆက်ဆက်ကြီးတယောက်ကိုတယောက်တီတီတာတာအရင် attach ဖြစ်တာတဲ့ဆိုင်ရင်မနီးမဝေးလေးပေါ့နော်သွားလိုက်ပြန်လိုက်ပြောမယ်ဆိုရင်စီးမန့်ပေါ့နော်တမောသားတွေကိုသဘောကျတယ် main ကလေးယောက်ျားလေးတွေဘက်ကဆိုလို့ရှိရင်လည်းအလုံးနဲ့ပတ်သက်ပြီးခီးသွားနေရတဲ့လူမျိုးကိုသဘောကျတဲ့ယောက်ျားလေးတွေဖြစ်မလားတော့မသိဘူးအဲ့လိုလူမျိုးကိုသဘောကျတယ်ပေါ့နော်အရန်ကြီးကိုနဲ့တီတီတာတာနီးနီးကက်ကက်ကြီးမျိုးကိုတိတ်သဘောကျတဲ့တဲမှာမပါဘူးပေါ့နော်ပိုင်3လေးတွေကအဲ့တော့ပိုင်3လေးတွေကဘာဖြစ်လို့အဲ့လိုမျိုးလဲဆိုတော့ပိုင်3လေးတွေကအရင်တော့အခြေရေးကိစ္စမြတ်တာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲစိတ်ထိကြိုက်ကျင်ခဲ့ရတာတွေရှိလာတော့မသိဘူးအဲ့ဒီအတွက်ကြောင့်မလို့ပိုင်3လေးတွေကအဲ့လိုပြောနော်မနီးမဝေးကိုနဲ့တွေးလိုက်ဝေးွားလိုက်အဲ့လိုလူမျိုးကိုလိုချင်တယ်ဆိုတဲ့ပုံစံမျိုးမှာရှိတယ်ပေါ့နော်အဲ့တော့ကိုဘက်ကတော့ဒီအရင်တော့ရခဲ့တဲ့စိတ်ထန်ရတွေနာကျင်မှုတွေကိုကိုမိတ်နိုင်မှပဲအဲ့လိုလူမျိုးနဲ့တွေ့နိုင်မယ်ဗျာဒီလားမဟုတ်လို့ရှိရင်အဲ့လိုလူမျိုးကကိုယ့်စီကိုရောက်လာဖို့တော်တော်ခဲရင်လိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့အရင်တော့ရှိခဲ့တဲ့ trauma တွေအကြောင်းပေါ့နော်အဲ့တော့ပိုင်3လေးတွေကကိုယ့်ဘက်ကတော့ဒီအရင်တော့ကြုံခဲ့ဘူးတဲ့စိတ်တန်ရာတွေအားလုံးကိုမေ့ပစ်ပြီးတော့เนาะကိုဘွားကိုစိတ်တစ်လူတစ်နဲ့နေမှပဲကိုလိုချင်တဲ့เนาะစိတ်တူလူကိုတူလူမျိုးကိုတွေ့ရလိမ့်မယ်လို့တော့ပြောလို့ရတယ်ဗျာသိလားเนาะအဲ့တော့တွေ့ရနိုင်လားဆိုတော့တွေ့ရလိမ့်မယ်เนาะအမြန်ဆုံးဆိုလို့ရှိရင်တော့တစ်လခွဲ2လလောက်ပေါ့เนาะအကြဆုံးဆိုရင်တော့9လကျော်လောက်ဆိုရင်တော့တွေ့ရနိုင်နေဗျာသိလားဒါပေမဲ့အဲ့တွေ့ရမယ့်အချိန်ကာလနဲ့အချိန်နေရာကလည်းပိုင်3လေးတွေကလေဒီဘာသာရေးနဲ့ဆိုင်နေပေါ့နော်ပွဲလန်းသဘင်နေဖျားတို့ church ကျောင်းတို့ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာတွေ့ဖို့များတယ်ဗျာသိလားနော်ဒါကတော့ပိုင်3ပေါ့ဗျာ